မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောင်သတင်းဌာနကသတင်းတောက်ဦးတင်စားပါကျွန်မကိုရောက်နေတာကတော့မြန်မာနိုင်ငံရဲ့သမိုင်းဝင်မြို့တစ်မြို့ဖြစ်တဲ့တောင်ငူမြို့မှာရှိတဲ့တောင်မတိုင်းစစ်ဌာနချုပ်ကိုရောက်နေတာပါဒီနေ့မှာဆိုရင်အကြမ်းဖက်အဖွဲ့အစည်းတွေမှာမြေယာမှုတွေလက်ပြောက်နေခဲ့ကြတဲ့ PDF တွေအမှန်တရားကိုသိမြင်လာပြီးပြည်သူရင်ဝင်တွေကိုပြန်လည်ချချလာကြတာကိုတာဝန်ရှိသူတွေကလူတွေသာကြိုးဆိုပြီးပြန်လည်အနှံ့တဲ့အခမ်းအနားကိုကျင်းပနေတာပါဒီကနေ့အခမ်းအနားကိုတောင်မတိုင်းစစ်ဌာနချုပ်တိုင်မှုဗိုလ်ချုပ်စိုးကျော်ထနဲ့အတူတာဝန်ရှိသူတွေတယောက်ခဲ့ကြပါတယ်ဒီဥပဒေပေါင်းအတွင်းဝင်ရောက်လာခဲ့ကြတဲ့လူတွေချက်မှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာဘဝရဲ့အမှန်ကန်ဆုံးနဲ့အမျိုးမြင့်အရှိဆုံးဆုံးဖြတ်ချက်တွေပဲဖြစ်ပါတယ်။အတိတ်ကအမှားတွေကိုသင်ခန်းစာယူပြီးတော့အနာဂတ်အသစ်ကိုရဲရဲဝံ့ဝံ့တည်ဆောက်ကြပါ။ဥပဒေပေါင်းအတွင်းမှာအေးချမ်းစွာနေထိုင်ပြီးဘဝလုံခြုံမှုရှိပြီးတော့မှဖွံ့ဖြိုးတိုးတက်ရေးအတွက်အမြဲတမ်းလက်တွဲကူညီဆောင်ရွက်ပေးတော့မှာဖြစ်ကြောင်းပြောလိုပါတယ်။ဒီနေ့ဥပဒေပေါင်းအတွင်းဝင်ရောက်လာခဲ့ကြတဲ့လူငယ်တွေအားလုံးအတိတ်ကတောကတွေဘေးအန္တရာယ်ကင်းဝေးပါမယ်။မိသားစုတွေနဲ့ပျော်ရွှင်ချမ်းမြေ့တဲ့လူမှုဘဝအသစ်ကိုတည်ဆောက်နိုင်ကြပါမယ်။နိုင်ငံတော်ကအားကိုးရတဲ့ရရကကျူဆိုတဲ့တာဝန်သည့်နိုင်ငံသားကုန်တွေဖြစ်ကြပါလိမ့်။ငြိမ်းချမ်းသာယာပြီးတော့ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးတည်ဆောက်ရေးမှာတစ်ဖက်တစ်လမ်းကပါဝင်ဆောင်ရွက်နိုင်ကြပါသေးကြောင်းစုမှုကောင်းတော်ရင်ဒီကုန်းချုပ်လိုက်ပါတယ်။ဆက်လက်ပြီးတိုင်းမှုထံဥရေပေါင်းတွင်ဝင်ရောက်လာသူ၃ဦးကလက်နက်အနှံ့ခြင်းနှင့်တိုင်းမှုကစုချင်းဝင်နှင့်မတ်တရားလက်ဆောင်ပစ္စည်းများပေးအပ်ပေးနိုင်ပါရန်ဒီကနေ့မှာဆိုရင်နိုင်ငံတော်ရဲ့စစ်တပ်အမှတ်ကိုသဘောပေါက်ပြီးအကြမ်းဖက်လမ်းစဉ်ကိုဆွလွတ်ကမိဘရင်ခွင်ပြည်သူရင်ခွင်တွေကိုပြန်လည်ဝင်ရောက်လာကြတဲ့စုစုပေါင်း PDF 20ဦးရှိပါတယ်။တောင်ငူမြို့ကကြိုးစိုးလက်ကမ်းပေးနေပါပြီ။အဲ့ဖွဲ့စည်းတငယ်ချင်းနဲ့ဆိုင်မှာထိုင်လို့ခါမှပြောတော့ရောက်အောင်။ကျွန်တော်တော့တငယ်ချင်းနဲ့အဲ့လိုပဲဟိုတောက်စားပြီးတော့အဲ့လိုရောက်လာတာပေါ့။ဆိုင်မှာ။သူတို့အဲ့လိုဘာတောင်းတော့မဟုတ်အဲ့ကင်းဆောက်တယ်အဲ့ပြီးတဲ့တောင်းဝင်လုပ်တယ်အဲ့ဒါ။တစ်ပွဲလဲဆိုတော့ဒီရင်ကုန်တိုက်ပွဲဖိတ်ဆောင်ပွဲတစ်ပွဲပါ။အဲ့ဒါခုနဖတ်တော့နေတာဖတ်တော့အရှိမနေရတာများကင်းဆောက်မှာဆောက်ပေါ့။သူပြေးကိုပြေးဒီတနန်းတန်ကြားရတယ်ချောင်းတင်းရအောင်တပင်နာပြီးကလည်းခုနပြီးကဒီကပြီးကဘယ်လိုတိုက်ရတာကျွန်တော်တို့အဲ့ရေတင်ကုန်းတိုက်ပွဲနောက်ဆုံးပဲပေါ့နော်ဘယ်နှပွဲလောက်တိုက်လိုက်ရလဲတပွဲအဲ့တပွဲပဲဖိတ်ဆောင်ပွဲတပွဲဟိုတိုက်နေနေပြပြကိုအားခဲ့တာပါဟိုလည်းအင်အားမှန်းခါကြတော့ဟိုစမ်တိုက်ရင်စမ်တိုက်ရတော့လင်းနေရလားလင်းနေရကြီးဒုံးရကြီးနဲ့ဆင်ပြေတော့တက်ဘက်ကိုရောက်ဖို့အတွက်ကျွန်တော်တို့ကဒီအင်းကြီးကိုဖျက်တာလေအင်းကိုဖျက်တာဟုတ်တကယ်ငယ်ကြီးဘူးတယောက်တဘူးနဲ့ဖျက်လာခဲ့တာအဲ့လက်နက်တွေကိုအဲ့ဘူးတယောက်တဘူးနဲ့ခိုးလာတော့အဲ့ဘူးပေါ်မှာတနက်တွေချိတ်ပြီးတော့အဲ့လိုဟိုဘက်ကန်းကိုရောက်အောင်ကူးရတာပေါ့အဲ့လိုအဲ့လိုမျိုးတော့လက်ပြစ်မှာကျွန်တော်တို့ဒုံကူးရတာပေါ့ဟိုပေါက်လဲချိတ်ဆက်ကျွန်တော်တို့လိုက်မပြစ်ဖို့ပေါ့နော်မပြစ်ပါနဲ့ပေါ့ချိတ်ဆက်ပြီးတော့အဲ့ဟိုစိတ်ဆိုးရင်ပြီးတော့ကူးရတာပေါ့နော်အဲ့လိုဟိုဘက်ရောက်တော့လေကျွန်တော်တို့ပြစ်မလားတက်မလားတော့တွေးမိကြအောင်နော်ဒါပေမဲ့တွေးမိတဲ့ရဲဆုံပြီးတော့တွားရတယ်ဒါပေမဲ့ဘာမှမလုပ်ပါဘူးကျွန်တော်တို့ဘာမှလည်းမလုပ်ပါလက်ခံရတော့မထိပါဘူးဟိုအိမ်မတန်တော့မတ်ပေါ်တင်လောက်တော့မနိုင်ငံသွားတော့မတ်ပေါ်တင်လောက်တော့ဒီနိုင်ငံရောက်ထွက်မှာလေဒီမှာလည်းမနေတော့ကျွန်တော်လည်းလို့မတ်ပေါ်တင်လောက်ပဲလောက်ရရတယ်အဲ့ဒီများနိုင်ငံမှာလောက်ထွက်လုံးမှာဟုတ်တယ်တောင်ဝိုင်းတိုင်းစစ်ဌာနချုပ်မှာအခုလိုအလင်းဝင်လာကြတာဟာပထမအဦးဆုံးကြိမ်မဟုတ်ပါဘူးမကြာခဏဆိုသလိုအလင်းဝင်လာကြသူတွေရှိလို့အခမ်းအနားဖြစ်ဆိုလက်ခံကြသည်မှာအကြိမ်ကြိမ်ပါပဲတောင်ဝိုင်းတိုင်းစစ်ဌာနချုပ်နေမြေမှာဆိုရင်ဒီကနေ့အချိန်ကြီးဆိုရင်အကြမ်းဖက်အဖွဲ့အစည်းတွေကနေစုစုပေါင်း65ယောက်ရှိနေပြီဖြစ်ပါတယ်ဒီကနေ့ဩဂုတ်လ14ရက်နေ့မှာဆိုရင်တောင်ဝိုင်းတိုင်းစစ်ဌာနချုပ်မှာအလင်းဝင်လာသူတွေစုစုပေါင်း20ဦးရှိပါတယ်အဲ့ဒီအထက်မှာကြား18ဦးမ2ဦးရှိပါတယ်အလင်းဝင်လာသူတွေယူဆောင်လာတဲ့လက်နက်မျိုးစုံ9လက် GA9 ခုကြီးမျိုးစုံ452နဲ့လက်ပစ်ပုံ3လုံးတို့ပါရှိပါတယ်ပြည်သူကရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရတည်ရဲ့သမ္မတကြီးဦးမင်းအောင်လှိုင်ဟာသူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာဆိုရင် PDF တွေအလင်းဝင်လာဖို့နဲ့တိုင်းဒေသလက်နက်ကိုင်တွေညံရေးဆွေးနွေးကြဖို့လာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒီလိုဖိတ်ခေါ်ပြီးနောက်မှာပဲ PDF တွေအစုလိုက်အပြုံလိုက်အလင်းဝင်လာကြတာတွေစတိုက်ဆိုသလိုတိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးမှာရှိခဲ့ကြပါတယ်တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ဝါတပ်ဖွဲ့ပလောင်တပ်ဖွဲ့တွေအပါအဝင်အခြားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဟာနေပြည်တော်အထိလာရောက်ကတာဝန်ရှိသူနဲ့တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့ကြပါတယ်ကိုရဲ့ဒုံလူရေးပေါ့ရတဲ့ရွာထဲမှာအဲဆိုကြတော့လေဒီကအေဂျင့်ပြည်နေတဲ့နေရာတွေနေရှင်တဲ့လူရှိတယ်အဲဆိုကြတော့လေသူ့ရဲ့ကိုဒေတာတောင်းကျသူနဲ့ဆက်တဲ့ area ဆိုတဲ့အခါကျအဲ့နေရာတွေအဲ့ရဲရွာတွေဒီထိုင်နေ
တစ်ဖက်ကနေပြီးတော့မှကိုယ့်ကိုလာပြီးတော့မှအန်ဒီရပြုလာတယ်တကယ်ကြီးကိုကတည်င်းကြလို့ပဲဖြစ်ဖြစ်လူလူကြီးအရာကိုယ့်ဘဝနဲ့လူလူကြီးအရာသူအပ်တယ်ဆိုလို့ရှိရင်ဒီဆက်ရဒါစကန်လေးရှိတယ်ဒီဆက်ရရဲစကန်လေးရှိတယ်ချင်းချင်းပေါ့ပြောချင်းချင်းကိုယ့်ကိုနေရာရွှေ့ပြီးတော့မှတော့တကယ်လို့ကျွန်တော်တို့ဒါလေးတော့အန်ဒီရရှိနေလို့ဆိုပြီးတော့ကိုကြီးတောင်းလို့အားလုံးသူပြစ်မထားဘူးပြောချင်တာကိုကြီးတို့နဲ့ဘူးလည်းချင်းချင်းမီရေးနေနဲ့ဒီလိုလေဒီလိုလေနောက်ဆက်တွဲတွေလည်းသူဆက်လုပ်ပေးမယ်ဆိုတော့ဒါတော့တိုင်းမှုကိုတိုင်းမှုကိုဒီပြုပါနော်အချိန်ကြီးဒါပြီးတော့မှဆက်တဲ့ပြောပေးဟုတ်နော်အားလုံးလည်းရေးသူတွေပါ ကျမတို့ဒီမိုကရေစီနောင်သတင်းဌာနအနေနဲ့နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပေးနေတင်ဆက်ပေးသွားမှာပါဒီမိုကရေစီနောင်သတင်းဌာနရဲ့သတင်းတွေကို TikTok, Telegram, YouTube နဲ့ Facebook တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်အားလုံးပဲဆယ်ရေးချနာခြင်းကိုရေးကြမှာခြင်းနဲ့ပြည့်စုံကြပါစေရှင်